အားလုံးမင်္ဂလာပါဒီနေ့မေရဲ့လက်တော့ကိုမေဝေါ်ပြပါချင်းပါမယ်ကိုရဲ့လက်တော့ကိုကိုယ်တိုင်ဝေါ်ပြပါချင်းတက်ဖို့အတွက်လက်တော့မှာဘယ်လိုဝေါ်ပြပါချင်းလဲဆိုတဲ့အကြောင်းလေးကိုသိဖို့လိုပါတယ်အဲ့တော့မေဒီနေ့ share လုပ်ပေးမယ့်အကြောင်းလေးကတော့ကိုရဲ့လက်တော့မှာကိုယ်တိုင်ဝေါ်ပြပါမချင်းတက်တဲ့သူတွေအတွက်ကိုကြီးပဲပြီးတော့မှဝေါ်ပြပါချင်းလေးကို share လုပ်ပေးမှာဖြစ်ပါတယ်တော့ဝေါ်ပြပါချင်းတာတော့လွယ်တယ်ပေါ့နော်ဒါပေမဲ့မရသေးတဲ့သူကတော့လုံးဝမရသေးပါဘူးအခုမှကွန်ပျူတာကိုစပြီးထိတွေ့ကင်တွယ်ဘူးတဲ့သူတွေကွန်ပျူတာသုံးပြီးတော့မှဝေါ်ပြပါလုံးဝမချင်းတက်တဲ့သူတွေရှိနေတော့မှာပဲဒါကြောင့်မလို့ဒီနည်းလေးကို share လုပ်ပေးခြင်းဖြစ်ပါတယ်ဆက်သွားကြမယ်ဒီ desktop background ရှိရပေါ့နော်ဒီပေါ်မှာတော့ဒါမေရဲ့ mouse ကီးလေးပေါ့နော်ဒီမြားလေးရှိရအဲ့တော့အဲ့မြားလေးနဲ့မေကကလစ်လေးနှိပ်မယ်ကလစ်နှိပ်တဲ့အခါမှာတော့ကလစ်နှစ်ခုရှိရ left click or right click ပေါ့နော် left click ရှိရ right click ရှိရ left click ဆိုတာကတော့လက်ညှိုးနဲ့နှိပ်ကြတဲ့ click ဘယ်ဘက်က click ကိုခေါ်တာ right click ဆိုတာကတော့လက်ကလေးနဲ့နှိပ်ကြတဲ့ click ညာဘက်က click ကိုခေါ်တာအဲ့တော့ right click လေးတစ်ချက်လေးနှိပ်လိုက်ပါမယ်နှိပ်ပြီးရင်တော့မေဒီနေရာမှာ personalize ကိုသွားပါမယ်နောက်တစ်ခုပြောချင်တာကမေခုသုံးနေတာက Windows 11 Windows 11ဆိုတော့သူကဒီအောက်မှာ show more option တို့ပါညာဒီလိုပြထားတယ်ကွာဒီ Windows 10 သမားတွေကတော့ဒီလိုပုံစံမဟုတ်ပါဘူးအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါမေတို့ဒီမှာ personalize ကိုတွေးပြီးဆိုတာနဲ့ဒီထဲကိုဝင်ပေးရပါမယ် personalize ထဲကိုဝင်လိုက်ပြီးဆိုတာနဲ့ကိုဒီမှာတွေ့ရမယ့်ကောင်လေးတွေရှိပါတယ်ဒါလေးကတော့သူ့ရဲ့ laptop ထဲမှာပါပြီးသား wallpaper background လေးပဲဖြစ်ပါတယ်ပါပြီးသား wallpaper background လေးချိန်မယ်ဆိုရင်တော့ကိုလိုချင်တဲ့ background တစ်ခုခုကို click ထောက်လိုက်ပါ click ထောက်တဲ့အခါမှာတော့ left click ကိုထောက်ပေးပါဒီကောင်လေးကိုရွှေ့မယ်ဆိုရင်ဒီကောင်လေးကို click ထောက်လိုက်ပါမယ်ပြီးသွားရင်ကြည့်မယ်ကြည့်တဲ့အခါမှာတော့ wallpaper လေးချိန်ပြီးသွားပါပြီအဲ့တော့ wallpaper ချိန်ပြီးပြီဆိုတော့ဒီလိုမျိုးဒီ laptop မှာပါနေတဲ့ wallpaper အတိုင်းမထားခြင်းဘူးကိုယ်တိုင်ပုံလေးတွေထည့်ခြင်းနဲ့ပေါ့နော်ကိုယ့်ရဲ့ photo လေးတွေကို wallpaper အနေနဲ့ထားခြင်းနဲ့ဒါဆိုရင်တော့ right click ထောက်မယ် personalize ထဲကိုဝင်မယ်ဒီ background ဆိုတဲ့နေရာလေးရှိပါတယ်အဲ့တော့အဲ့ background ဆိုတဲ့နေရာလေးမှာနောက်တစ်ခုထပ်ပြောချင်တာက wallpaper ပုံလေးတွေကိုဇက်တိုက်ထားလို့ရပါတယ်ကိုက wallpaper တစ်ခုတည်းမထားခြင်းဘူး wallpaper 4-5ခုကိုစက္ကန့်တိုင်းမှာပြောင်းထားခြင်းနဲ့ဆိုရင်တော့ slide show လေးကိုရွေးပြီးတော့မှ folder အနေနဲ့ယူပြီးတော့သုံးပေးရပါမယ်တပုံထဲကိုပဲတည်တံ့ထားခြင်းနဲ့ဆိုရင်တော့ဒီ picture လေးကိုရွေးပေးရပါမယ် solid color ဆိုတာကတော့ color ကြီးပဲတည်တံ့ထားတာပါကိုယ့်ရဲ့ wallpaper မှာ wallpaper ဒီ desktop background မှာရှုပ်နေတာမကြိုက်ဘူး color ပဲတည်တံ့ထားခြင်းနဲ့ဆိုရင်တော့ solid color ကိုရွေးပေးပါအပြင်အပုံကြီးဘာညာထားခြင်းနဲ့ဆိုရင်တော့ picture လေးကိုရွေးပေးပါရှင်ပြီးရင်ဒီမှာရှိနေတဲ့ browse photo ဆိုတဲ့နေရာလေးကိုကလေးလေးတစ်ချက်လောက်နှိပ်ပေးပါနှိပ်ပြီးသွားရင်တော့ကိုဒေါင်းထားတဲ့ပုံလေးတွေကိုသွားယူလို့ရပါပြီကိုဒေါင်းထားတာက download ထဲမှာရှိလားဘာနာမည်ပေးထားတာလေးပေါ့နော်ကိုမေးမှာဆိုလို့ရှိရင်တော့ဒီမှာ wallpaper ဒေါင်းထားတဲ့ပုံလေးရှိရဲအဲ့တော့မေကတော့ဒီ Pinterest ကနေပြီးတော့ပဲဒေါင်းတယ်ပြီးရင်တော့ဒီမှာ wallpaper လေးတစ်ခုယူလိုက်မယ် choose picture လေးကိုရွေးမယ်ပြောင်းသွားပါပြီပြောင်းမပြောင်းဒီအပေါ်မှာကြည့်လို့ရပါတယ် close လေးကိုနှိပ်လိုက်ပါမယ် wallpaper လေးရှာပါပြီရှင်ဒါကတော့ wallpaper ချိန်လေးပါရှင်wallpaper ပဲလုံးဝထားခြင်းနဲ့ဒီအပေါ်က icon လေးတွေကိုဖျောက်ထားခြင်းနဲ့ဆိုလဲ right click ထောက် view တွေကိုဝင်ပြီးတော့မှ show desktop icon လေးကို click လေးနှိပ်ပြီးတော့ဖျောက်ထားလိုက်ပါဒါဆိုရင်တော့ icon လေးတွေပျောက်သွားပါလိမ့်မယ် wallpaper မကြိုက်လို့ထပ်ချင်းခြင်းနဲ့ဆိုလဲဒီ personalize ထဲကိုဝင်ပြီးတော့မှဒီကိုကြိုက်တဲ့ wallpaper လေးကိုထပ်ချင်းလို့ရပါတယ်ဒီနည်းလေးကတော့ wallpaper အလွယ်ချင်းတဲ့နည်းလေးဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်